Hello အားလုံးပဲပျော်စည်းဆောင်စားနေတဲ့ရွှေတော်ဝင်စေယုံကြီးရဲ့၄နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်အကျဉ်းကိုတန်တဲ့50% discount medical check-up promotion ကြီးစတင်နေပြီပဲဖြစ်ပါတယ်။အသက်40နှစ်အောက်အသက်အရွယ်အတွက် basic package အသက်40နှစ်55နှစ်ကြာအသက်အရွယ်အတွက် premium package အသက်55နှစ်အထက်အသက်အရွယ်အတွက် advanced package ဆိုပြီးတော့ package 3မျိုးရှိပါတယ်။ဈေးနှုန်းလေးတွေကတော့ရှစ်တော်ဝင်စေယုံရဲ့ Facebook Messenger, TikTok, Viber တို့မှာအပြင်ရှစ်တော်ဝင်စေယုံရဲ့ call center တို့မှာလည်းကြွတင်ပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်။ဒါအပြင်ဒီ post ရဲ့ comment မှာပြထားပြီးရဲ့ Google Form လေးရတဲ့စင်လည်းဝင်ရောက်ဝယ်ယူလို့ရပါတယ်ရှင်။ကြွတင်ပြီးတော့ online မှာငွေပေးချေလို့ရသလိုလာရောက်စစ်ဆေးတဲ့နေ့မှာစပြီးတော့လည်းငွေပေးချေလို့ရပါတယ်ရှင်။မေလ10ရက်နေ့မှာမေလ30ရက်နေ့အထိဖြစ်ပါတယ်။ promotion ကရက်20အတွင်းစိတ်တိုင်းဝယ်ယူနိုင်ပြီးတော့2026ဒီဇင်ဘာ31ရက်နေ့အထိကိုစစ်ဆေးလိုတဲ့နေ့မှာလာရောက်စစ်ဆေးလို့ရပါတယ်ရှင်။ကြီးစုညီရဲ့ကျန်းမာရေးကိုအကြားယူဖို့တစ်နှစ်မှာတစ်ခါကိုကျန်းမာရေးအတွက်ဒီနည်းပြောင်းလာလိုက်ရအောင်။